ဒီနေ့ရာသီဥတုကတာယာလိုက်တာ ဟာဟိုမှာမိခွက်လေးတစ်ခုလေ ဒါစွတ်တောင်းပြည့်မီးွယ်လာမသိဘူးပျော်စရာကြီးဟာ ကဲစမ်းကြည့်လိုက်ရအောင် โอ้အပင်ပြန်ရောက်လာတာတတော်ကောင်းတာပဲ ဟာတကယ်ဟုတ်တာပဲဟာ အရှင်သခင်တို့ကျွန်တော်ကိုကဲထုတ်ပေးလို့ကျေးဇူးတင်ပါတယ်အရှင်တို့တိလောက်ကိုစုတစ်ခုစီတောင်းနိုင်ပါတယ် မိုက်ပဲဒီနေ့တော့ထီကြီးကြီးဖောက်တာပဲ ကျွန်တော်ကိုအမေရိကန်ကလှပတဲ့အင်ကြီးတစ်လုံးစီခုချက်ချင်းပူပေးပါ အလိုရှိတိုင်းဖြစ်စေရနဲ့ ကျွန်တော်ကိုတော့ Paris မြို့ကရွှေနန်းတော်ကြီးထဲမှာမိန်းမလှလေးတွေနဲ့အတူစီးဆိုင်ခန်းဖို့ပို့ပေးပါ ရစေရမယ် တန်ငယ်ချင်းတွေမရှိတော့တယောက်တည်းပြင်းစရာကြီးဗျာအဲ့ဒါကြောင့်စောစောပျောက်သွားတဲ့နှစ်ယောက်လုံးကိုဒီကိုပဲပြန်ခေါ်ပြီးပါတော့ ဟမ်ဘလို့ဖြစ်တာလဲ